မင်္ဂလာပါတယောက်တည်းပြိုင်တာပထမဆုရတယ်ဆိုသူလိုပဲရွေးကောက်ပွဲမစခင်တည်းကတပါတီတည်းရှိတဲ့အတွက်မပြိုင်ခင်တည်းကနိုင်နေတဲ့ပြည်ခိုင်ဖြိုးပါတီကြောင့်ဝေဖန်ပါမယ်လက်ရှိမှာစကိုင်းတိုင်းဒေသကြီးရဲ့တချို့ဒေသတွေတင်းင်းလာကြီးရှမ်းကရနယ်စပ်ကချင်ပြည်နယ်နဲ့တချို့ဒေသတွေမှာပေါ့နော်ပြည်ခိုင်ဖြိုးပါတီတပါတီတည်းရှိတဲ့အတွက်မပြိုင်ခင်တည်းကဘယ်သူမှမဲမပေးရင်တော့နိုင်တဲ့အနေအထားရှိနေတယ်ပေါ့ဆိုတော့ဒါစစ်တပ်နဲ့ကြံ့ခိုင်ရေးနဲ့ပေါင်းပြီးလဝချင်းရိုက်တဲ့ရွေးကောက်ပွဲပါဆိုပြီးပြောဆိုမှုတွေရှိရဲဝေဖန်မှုတွေရှိရဲဒီကိစ္စနဲ့ပတ်သက်လို့လူမျိုးမျိုးစိတ်ထွေထွေရှုထောင့်မျိုးမျိုးရှိကြတယ်ဆိုတော့ကျွန်မမဝတ္ထုမဟာသွေးရဲ့အမြင်ကိုစကားလေးတစ်ခွန်းနဲ့လိုရင်းတူရှင်းပြောမယ်ကြောက်တက်လို့လွဲတဲ့ရဲတဲ့သူမင်းဖြစ်တယ်ကြောက်တက်ရင်လွဲတဲ့ရဲတဲ့သူမင်းဖြစ်တယ်ခမားတို့ကြောက်လို့ဝင်ပြီးတော့မပြိုင်တဲ့အတွက်ခမားတို့လွဲသွားတယ်သူတို့တက်တီစီလို့သူတို့ဝင်ပြိုင်တာဒီစကိုင်းတိုင်းဒေသကြီးအခုလက်ရှိရင်းမဲ့ပင်စားလင်းကြီးလို့ပုံစံမျိုးကဏီလို့ပုံစံမျိုးဟုံးမလင်းမင်းကင်းစစ်မဲ့ဖြစ်ပွားတဲ့ဒေသတွေဒီဒေသတွေမှာတက်မတော်ရွေးကောက်ပွဲကျင်းပမယ်လို့ကြေညာပြီးသွားပြီဘဲပါတီဝင်မပြိုင်ရပါဘူးလို့ကန့်သတ်မထားဘူးခမားတို့တက်တီရှိရင်ဝင်ပြိုင်လို့ရတယ်ခင်ဗျားတို့တက်တီမရှိလို့ကြောက်လို့ခင်ဗျားတို့လွဲသွားတယ်သူတို့တွေတက်တီရှိလို့ရဲတဲ့သူမင်းဖြစ်တယ်ဒီအတွက်ဘာမှထူးထူးတွေပြောနေကြမလို့ဘယ်ပါတီကဝင်ပြီးတော့ရွေးချယ်မခံရဘူးဆိုပြီးတတ်မှတ်ထားတာမရှိဘူးတတိုင်းကလုံးမှာဝင်ရောက်ရွေးချယ်ခံမဲ့ပါတီတွေအများကြီးရှိရခင်ဗျားတို့တက်တီရှိရင်ဝင်ရွေးခင်ဗျားတို့တက်တီမရှိလို့ကြောက်လို့လွဲတယ်ပြည်ခိုင်ဖြိုးကတက်တီရှိလို့ဝင်ရွေးချယ်ခံတယ်ကြောက်ရင်လွဲမယ်ရဲတဲ့သူမင်းဖြစ်တယ်နော်ဆိုတော့ဒီတနင်္လာရီရေးဖြူဆိုတာကလက်ရှိနောက်20နိုင်ငံအခင်းချင်းမှာပထမဆုံးသောဆန္ဒပြမှုတွေဖြစ်တဲ့ဒေသပထမဆုံးသောအကြမ်းဖက်မှုဖြစ်တဲ့ဒေသဒီလိုနေရာမျိုးမှာဘယ်ပါတီမှဝင်ပြီးတော့အသက်အန္တရာယ်ကိုကြောက်လို့စီးစိမ်ဥစ္စာတွေပျက်စီးခံရမှာကြောက်လို့မပြရဲတဲ့အတွက်ကြောက်တဲ့လူတွေလွဲတယ်ရဲတဲ့ပြည်ခိုင်ဖြိုးကမင်းဖြစ်တယ်ဒါကြောင့်မို့ကျွန်မပြည်ခိုင်ဖြိုးကိုအားပေးတယ်ပါတီအနေနဲ့ဆိုရင်တော့ပြည်ခိုင်ဖြိုးကိုမဲပေးတယ်သဘောကျတယ်အားပေးတယ်လူပုဂ္ဂိုလ်အနေနဲ့ဆိုရင်တော့ကိုတေတာမှာဝင်ရောက်ရွေးချယ်ခံမဲ့လူကဘယ်လိုလူမျိုးလဲဆိုတာကိုကြည့်ရမယ်ကိုကပြည်ခိုင်ဖြိုးပါတီကိုကြိုက်လင့်ကစားကိုတေတာမှာဝင်ရောက်ရွေးချယ်ခံတဲ့လူကမိမိဒေတာဖွံ့ဖြိုးရေးမှာမပါဝင်ခဲ့ဘူးဆိုရင်မဲမပေးပါနဲ့နော်ဆိုတော့လက်ရှိအချိန်မှာကျွန်မမိတ်ဆွေတွေနဲ့နိုင်ငံရေးဆွေးနွေးပြတဲ့အခါအကြောင်းအရာနှစ်ခုတွေ့ရတယ်တချို့သောမိတ်ဆွေတွေကညွန့်ပေါင်းဆိုရဖြစ်စေချင်ကြတယ်ကျမလုံးဝညွန့်ပေါင်းဆိုရမဖြစ်စေချင်ပါဘူးနော်နိုင်ငံရေးဆွေးနွေးတဲ့ကောင်မလေးကျမမိတ်ဆွေတွေနဲ့ကျမနဲ့အမြဲတမ်းသဘောထားကွဲလွဲကြတာဟိုးအရင်ဆက်တဲ့ကနော်ဟိုးအရင်ဆက်ဆို2020ရွေးကောက်ပွဲပြီးတဲ့ကဒီရွေးကောက်ပွဲကပြတ်သွားပြီလို့ပြောခဲ့တာကျမတက်မတော်ကအာဏာထိန်းပြီးတော့အာဏာသိမ်းတာမဟုတ်ဘူးနော်တက်မတော်ကအာဏာထိန်းပြီးတော့ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်4.4ရာအာဏာထိန်းပြီးတက်ချုပ်ကရွေးကောက်ပွဲပြန်ကျင်းပပေးလိမ့်မယ်လို့အဲ့ဒီချိန်တွေက2020ရွေးကောက်ပွဲပြီးချင်း2ရက်အလိုတည်းကရွေးကောက်ပွဲပြီးချင်း2ရက်မှာတည်းကကျွန်မပြောခဲ့တယ်နော်အဲ့ဒီလိုနိုင်ငံရေးဆွေးနွေးတဲ့အခါမှာကျွန်မမိတ်ဆွေတွေနဲ့ကျွန်မလည်းအရန်သဘောထားကွဲလဲပြီးတော့တချို့မိတ်ဆွေတွေဆိုမခေါ်နိုင်မပြောနိုင်ဖြစ်သွားကြတဲ့လူတွေအများကြီးရှိတယ်ယခုလက်ရှိနိုင်ငံရေးအခင်းချင်းအခုလာမယ့်ရွေးကောက်ပွဲကိုဆွေးနွေးတဲ့အခါမှာလေကျွန်မကညွန့်ပေါင်းဆိုရမဖြစ်စေချင်ဘူးလို့ပြောတဲ့အခါတချို့မိတ်ဆွေကနေကျန်သူဖြစ်သွားကြတဲ့လူတွေရှိတယ်နော်ဆိုတော့နိုင်ငံရေးရသဘောထားကွဲလဲမှုဖြစ်တဲ့အတွက်ကျွန်မဝမ်းမနွေဘူးဘာကြောင့်လဲတာမန်2010လို့2015လို့ရွေးကောက်ပွဲကာလမျိုးဆိုလို့ရှိရင်တိုင်းပြည်မှာအချိန်နေတည်ငြိမ်အေးချမ်းတဲ့နေရာဒေသအချိန်ခါမျိုးဆိုရင်ညွန့်ပေါင်းဆိုရဖွဲတဲ့ပင်နဲ့အခုလိုမျိုးစိတ်ရည်ပြိပခါရဖြစ်နေတဲ့အချိန်မှာညွန့်ပေါင်းလှုပ်လိုက်လို့ရှိရင် NCA 10နှစ်ပြည့်တယ်လို့ပဲနော် NCA ထိုးတာက10နှစ်ပြည့်သွားတယ်ဆွေးနွေးပွဲလာလိုက်ညင်းခုံလိုက်ပြန်သွားကြလိုက်နောက်တစ်နှစ်လာလိုက်ငင်းခုံလိုက်ဆွေးနွေးလိုက်ပြန်သွားကြလိုက်နဲ့ခရီးကရှေ့ကိုမရောက်ဘူး NCA ဒါ10နှစ်ပြည့်သွားတယ် Federal နဲ့ Democracy ကိုDemocracy နဲ့ Federal စနစ်ကိုအခြေခံနဲ့ပြည်ထောင်စုကြီးတည်ဆောက်မယ်ဆိုရင်အဲ့ဒီစကားတစ်ခုမှရက်တန်နေတယ်လူတွေအကုန်လုံးကကိုလိုရာကိုဆွဲကြတယ်ကိုမှန်နေထင်ကြတယ်ဒါကြောင့်မလို့လူတလောက်ခရီးမပေါက်ဘူးခရီးမတွင်ဘူးဒါကြောင့်မလို့ဒီအချိန်မှာညွတ်ပေါက်အစိုးရအလိုမရှိဘူးတပါတီတဲကဥဆောင်ပြီးတော့တပါတီတဲကရှစ်ဆက်မဲ့အဲ့ဒီပါတီကိုထိန်းချောင်းနိုင်မဲ့အတိုက်ခံပါတီရှိရင်ရပြီညုံပေါင်းဆိုရဖွဲ့လိုက်လို့ရှိရင်တိတ်တေပေါခရီးတွင်မှာမဟုတ်ဘူးညုံပေါင်းဆိုရဖြစ်ချင်တယ်ဆိုရင်တော့အခု2025ရွေးကောက်ပွဲကနေနောက်ထပ်တတိယအချိန်လွှတ်တော်တက်တန်းရဲ့အလွန်ကြမှာတိုင်းပြည်တည်ငြိမ်အေးချမ်းသွားတဲ့အချိန်ကြမှာညုံပေါင်းဆိုရဖွဲ့တင်ပါတယ်နော်ဆိုတော့မနေ့ကတော့နိုင်ငံရေးစကားဝိုင်းမှာကျွန်မမိတ်ဆွေတွေတော်တော်များများနဲ့ကျွန်မသဘောထားကွဲလွဲပြီးသွားပြီအခု line ပေါ်မှာတင်လိုက်တယ်ဘယ်လိုမျိုးသဘောထားကွဲလဲမလဲကျွန်မစောင့်ကြည့်ပါမယ်
နိုင်ငံရေးဆိုတာတော့ကိုမှန်တယ်ထင်တာကိုလက်ခံယုံကြည်ကြတာဖြစ်တဲ့အတွက်လွတ်လပ်စွာသဘောထားကွဲလွဲခွင့်ရှိပါတယ်နောက်တစ်ခုကကျမကလေဒီလွတ်တော်အမတ်တွေလွတ်တော်ထဲမှာဗျံပရာတွေပြောကြတယ်ရွေးကောက်ပွဲမဲဆွယ်စည်းရုံးစဉ်ကာလတုန်းကကျွန်တော်တို့ကဘာတွေလုပ်ပေးပါမယ်ညာတွေလုပ်ပါမယ်ပြည်သူကိုဂရီးကူးတွေပေးပြီးတော့နော်ဂတိမတီးတဲ့အမတ်တွေကိုထိန်းကျောင်းနိုင်ဖို့အတွက် right to recall ပေါ့အပြန်အလှန်ထိန်းကျောင်းရေးဥပဒေလိုအပ်ပါတယ်ဆိုတဲ့အကြောင်းကိုကျွန်မထပ်ခါပြောခဲ့မှုတယ်လက်ရှိချိန်မှာတော့ကျမတို့မြေပြင်မှာရောအခုလို online မှာရောနိုင်ငံအရေးတွေဆွေးနွေးပြောဆိုကြတဲ့လူတွေအများကြီးရှိတယ်။အဲ့ဒီအထက်ထဲမှာအခုလွှတ်တော်အမတ်တွေကိုထိန်းကျောင်းဖို့ right to recall နဲ့ပတ်သက်လို့နော်လွှတ်တော်အမတ်တွေပြည်သူကိုပေးထားတဲ့ဂတိမတည်ရင်လွှတ်တော်တွေကပြန်ပြီးထုံနိုင်တဲ့ဥပဒေတည်ပြုဖို့ပြဋ္ဌာန်းဖို့အကြောင်းအရာနဲ့ပတ်သက်လို့ဒီဇိုင်းမတ်ပြောခဲ့တာကျွန်မမကုတုမဟာတို့တယောက်တည်းပဲရှိတယ်။ဒါပေမဲ့အခု2025ရွေးကောက်ပွဲကာလမှာအခု2025ရွေးကောက်ပွဲပြီးလို့တတိယအကြိမ်လွှတ်တော်ပေါ်လာတဲ့အခါမှာအဲ့ဒီလိုမျိုးနော်အရေးချင်းမပြည့်တဲ့လွှတ်တော်အမတ်တွေလွှတ်တော်ပြည်သူဂရိကူးတွေပေးပြီးတော့မတည်တဲ့လွှတ်တော်အမတ်တွေကိုပြန်ပြီးထိန်းချောင်းဖို့ right away ကိုဥပဒေကိုအသက်သွင်းသင့်လားလို့မေးရင်အခြေအနေချင်းကကောင်းမဟုတ်သေးဘူးလို့ကျွန်မရှုမြင်တယ်ထပ်ပြီးပြောမယ်နော်လွှတ်တော်မတွေကိုထိန်းချောင်းနိုင်ဖို့အတွက် right to recall ဆိုတဲ့ဥပဒေကိုအတည်ပြုပြဋ္ဌာန်းပေးဖို့တစ်ချိန်လုံးဒီဇိုင်းမဲ့ပြောခဲ့တာကျွန်မနော်နေရီခေါ်ပြောပွဲတွေသွားတဲ့အခါလဲကျွန်မပြောပြတယ်လူကြီးတွေနဲ့တွေ့ဆုံဆွေးနွေးတဲ့အခါမှာလည်းပြောပြတယ်အခုလိုမျိုးလူမှုကွန်ရက်မှာအများသူငါကိုပြန်ပြီး share လုပ်တဲ့အခါမှာလည်းကျွန်မပြောပြတယ်မြန်မာလက်ရှိကျွန်တော်တို့နိုင်ငံမှာပြည်တွင်းမှာပြည်ပမှာနော်နိုင်ငံရေးနဲ့ပတ်သက်လို့စီးရေးနဲ့ပတ်သက်လို့ဆွေးနွေးတင်ပြတဲ့လူတွေအများကြီးရှိတယ်အဲ့ဒီထဲမှာဒီเจ้าရနဲ့ပတ်သက်လို့ဒီဇိုင်းမဲ့ပြောခဲ့တာကျွန်မတစ်ယောက်တည်းပဲရှိတယ်ဒါဂုံးစားတာမဟုတ်ဘူးကိုကြီးတွေးတာမဟုတ်ဘူးကျွန်မအရင်ကအဲ့ဒီလိုပြောခဲ့ပေမဲ့အခုအချိန်မှာဒီ right to recall ဥပဒေကိုပြဋ္ဌာန်းဖို့မလိုအပ်သေးဘူးအချိန်ကမကြသေးဘူးလို့ဆိုလိုချင်တာဘာလို့လဲရွေးကောက်ပွဲကနော်ဒီမှာစစ်မီးတွေတောက်လောင်နေတဲ့စစ်တလင်းပြင်ဂျားထဲမှာခက်ခဲနဲ့ကျင်းပရတဲ့ရွေးကောက်ပွဲစစ်မီးတွေတဟုံးတောက်နေတဲ့စစ်တလင်းပြင်မှာနော်ရွေးကောက်ပွဲကနေလှက်တော်ဆိုတဲ့ပန်းကလေးတစ်ပွဲခက်ခဲပွင့်ရတာရန်တန်ဘုံတန်ကြီးစန်းတွေရန်ဝေတွေဂျားကစစ်တလင်းပြင်မှာလွတ်တော်ဆိုတဲ့ပန်းကလေးကခက်ခဲပွင့်ရတာအဲ့ဒီပန်းလေးကိုကတော့စေတနာနဲ့ဒီပန်းလေးကိုရေလောင်းပေါင်းတင်ဓာတ်မြေဩသာကျွေးလိုက်ပေမဲ့တရားလွန်သွားလို့ရေလောင်းတာများသွားရင်အဲ့ဒီပန်းကတည်သွားတတ်တယ်နောက်ခင်ဗျားတို့အိမ်မှာပန်းနေပြိုးတဲ့အခါကြည်ပါဓာတ်မြေဩသာတွေအကျွေးလွန်ရင်လည်းပဲဒီတစ်ပင်လေးကမရှင်နဲ့မကြီးထွားပဲနဲ့တည်သွားတတ်ပါတယ်နော်ဆိုတော့ဒီမုံတိုင်းကြားမှာစစ်တလင်းပြည်ကြားမှာခက်ခဲကျင်းပါတယ်ရွေးကောက်ပွဲကိုအဲ့ဒီလွှတ်တော်အမတ်တွေကို right to recall ဆိုတာနဲ့ချက်ချင်းထိန်းချောင်းလိုက်လို့ရှိရင်ကျမတို့ကတော့စေတနာနဲ့ဒီတစ်ပင်လေးဒီပန်းပွင့်လေးကိုလှပအောင်ရေလောင်းပေါင်းတင်ပြီးရောဓာတ်မြေဩဇာကျွေးပေမဲ့အဲ့ဒီကြမ်းတမ်းမှုခံကိုသူတို့မခံနိုင်တဲ့အခါမှာကျစီသွားနိုင်တယ်ဒါကြောင့်မို့လို့တကယ်လို့ဒီ right to recall လွှတ်တော်အမတ်တွေကိုထိန်းချောင်းတဲ့ဥပဒေလုပ်ချင်တဲ့ဆိုရင်တော့အနည်းဆုံးလွှတ်တော်တက်တန်းတဝက်ကျိုးတဲ့အချိန်ကျမှပြဋ္ဌာန်းသင့်ပါတယ်အခု2025 26ဆိုရင်29 28 2028အကုန်2029ဒီလို2နှစ်ကျော်3နှစ်လွတ်တော့တက်တဲ့2နှစ်ကျော်3နှစ်ကြာကပြီးမြင်တယ်ကြာပြီးတဲ့အချိန်မှသာနော်ဒီ2နှစ်ကျော်3နှစ်တွင်မှာပဲအမတ်တွေကဘလို့ပြည်သူကိုပေးခဲ့တဲ့ဂရိကိုတွေကိုဘလို့တီးနိုင်တဲ့ဘလို့အရေးရှိစေလဲဆိုတာစမ်းစစ်ပြီးတော့ဒါဒီဥပဒေကိုပြဋ္ဌာန်းသင့်ပါတယ်လွတ်တော်ကြီးစချင်းမှာဒီဥပဒေကိုပြဋ္ဌာန်းခြင်းဟာအမြစ်ကိုရိုက်ချိုးအမြစ်ကိုချိုးပြီးတော့အညွန့်ကိုချိုးတာနဲ့အတူတူပါပဲ